အခုလိုမျိုးကိုယ့်ရဲ့မွေးနေ့မှာတီးရှိနေပြီလို့ဒီလိုအများကြီးချစ်စစ်တယ်နော်တီးလေတူတူပါပဲကိုရဲ့ဒါနဲ့လေကိုမွေးနေ့မှာဒီနေ့ပဲသွားကျင်တဲ့ခါစားကြင်ပြောကိုကတကယ်ပြောရမှာကိုကဒီဘဝတစ်ခုလုံးတိုးချင်တာဟာကိုကလည်းမိုင်းပြောနေမှာမသိကိုတကယ်ပြောတာဒီရဲ့ဒီမော်ဒီကကိုရုံးဆိုတော့လေကိုရဲ့မွေးနေ့မှာတော့မျက်နှာမပြတ်ပါနဲ့နော်ကိုတော့ပြောပဲနော်ဒါမဲ့နော်ဟိုတီးပေါ်တော့တစ္ဆာမဖောက်ရအောင်နော်ဟုတ်ပါပြီအဲဆိုရင်ကိုနဲ့တီးနဲ့ကကိုပုံမှန်လေးသွားလိုက်ရအောင်နော်ဟယ်လိုကိုဗမာတော့ဒီနေ့လုံးဖုန်းဆက်နေရဖုန်းလည်းမကိုင်ဘူးအမပြီးရောအဲ့ဆိုလေဒီနေ့လုံးဖုန်းဆက်မှာနော်ဖုန်းတော့ကိုင်ပေးဟဲ့ဒီနင်ဘာတွေတွေးနေတာလဲဟာနင်ဘဲနဲ့အဆင်မပြေဘူးလားဘာမှမဟုတ်ပါဘူးဟာကိုကအခုတော့အချိုးတွေပြောင်းနေသလိုပဲဟာငါလည်းကိုစားမပြောပဲထားမလို့အခုတော့ပြောတော့မယ်ဟာယောက်ျားရုံနဲ့အဲ့လောက်အရင်မြုံနေတိလားပြီးကြတော့အခုခေတ်တချို့မင်းကလေးတွေရတယ်လေပိုင်ရှင်ရှိမရှိရှောင်းတာမဟုတ်ဘူးနေလူမျိုးချောက်လည်းဒီထားပေါ်ဟာသူလည်းယောက်ျားပဲလေမဟာကိုကအဲ့လိုမဟုတ်ဘူးထင်တာပဲကိုကငါ့ကိုရမ်းချစ်တာလေနေယောက်ျားတွေကိုတိတ်ပြီးမြုံနေဟာသူတို့ကငါတို့ထက်ပူပြီးပန်းနေတယ်အဲ့တော့နေမင်းနဲ့တီတီမဟာကျေးဇူးတင်ပါတယ်ကိုကအရင်ရက်ဆက်တယ်ဟာတီးရဲ့ငါနှုတ်ပြောတာပဲယောက်ျားကိုအရင်မြုံနေလို့ငါသူ့ကိုဒီလောက်ထိချစ်တယ်ဟာငါဘယ်တော့မှသူ့ကိုခွင့်မလို့ဘူးဒီခဏနေစကားလေးများများပြောကြရှိနင်ခုလိုစိတ်ညစ်နေညာအားတကယ်စိတ်မကောင်းနင်ငါအတွက်နဲ့ဘာလို့စိတ်ဒုက္ခခံနေရလဲငါညငါအပြက်ပြောပြီးသားလေညငါဘယ်တော့မှပြန်ချစ်နိုင်မှာမဟုတ်ဘူးဆိုတာဘာတော့မဟုတ်တဲ့နင်းချစ်တွေကရှုံးဆိုလဲငါလက်ခံပါတယ်နင်ပဲအချိန်လေးပဲရောက်ရောက်ငါနင်းနာမှာအမြဲတမ်းရှိနေမှာကျေးဇူးပါပဲဟာဒီအချိန်ဒီမှာငါစိတ်တွေအရန်ရှုံနေတော့ငါတယောက်တည်းပဲနေကြတယ်ဟောဘုမလေးကြောင့်ပြဆက်ပြီစိတ်နော်ဒီမလေးနေငါစကားကိုနားမထောင်နော်ကိုကြီးငါဒီကလူပဲချစ်တတ်တာပေါ့ဒီမလေးတို့နားလည်ပြီလားနော်ဟုတ်ပါတယ်ဗျာနေပြောချင်းပြောမတော့မပြောပါနဲ့ကျွန်တော်မှပဲရှိပါတယ်ဒီမလေးငါပြဿနာမဖြစ်ချင်ဘူးနော်ဒါအိမ်ပြန်မလားကိုနဲ့တည်နေအပါကြီးလဲချစ်သူတွေလေအဲ့ဒါပဲလားချစ်သူထပ်ပိုးတဲ့အရာကြီးရှိခဲ့တယ်ဆိုတော့ကိုလက်ခံနိုင်လားတီတီမင်းဘာတွေဖြစ်နေရလဲကွာဟမ်ဘာတွေဖြစ်နေမင်းဘာတွေပြောချင်မှန်းငါတခုမှနားမလဲဘူးဘာပြောချင်တာလဲဒီမှာကိုမိမတယောက်ကလေယောက်ျားတယောက်ကိုအချစ်တွေရောဘဝတွေရောပုံပေးခဲ့တယ်ဆိုတာအရန်ချစ်ခဲ့လို့နော်အပေါ်စားဆန်လို့မဟုတ်ဘူးတီမင်းအခုကငါ့ကို
ဘယ်လိုအကြောင်းပြချက်တွေဘယ်လိုတက်သေးနေနဲ့ပြောနေရလဲ ဆွဆွဲပြီးပြောနေတာမဟုတ်ဘူးတီရီမျက်လုံးနဲ့တက်အမြင်ရဲ့အရာတွေကိုတီရီပြောနေတာ ဟုတ်ဟုတ်တယ်ငါမှမင်းပြင်အရန်ချစ်ရတဲ့ဝတ်တုံဆိုတဲ့ကောင်မလေးရှိတယ် ကိုအရင်ရက်ဆက်တယ်နော်မိန်းမတစ်ယောက်ရဲ့အချစ်တွေကိုကိုမိုးလှည့်စားရတယ် ချစ်တာရစ်တာငါနားမလဲဘူးဒါပေမဲ့တေချာတစ်ခုကတော့မင်းကဝတ်တုံနဲ့ရှင်ဒုတိယလူပဲငါသူ့ကိုပဲရမ်းချစ်တယ်ငါသူ့ကိုပဲယူပါအေးငါမင်းကိုအခုရတခါလေးစိတ်ရှင်းအောင်မိတ်ဆက်ပေးလိုက်မယ်ဝတ်တုံဝတ်တုံသူကကိုမင်းနဲ့ပြက်စင်တော်တွင်ကအပျော်တော့ခဲ့တဲ့ကောင်မလေးပေါ့ တွေ့ရတာဝမ်းသာပါတယ်မ အရင်ရက်ဆက်တယ်နော်နဲ့ ပေးရဲ့ငါတကယ်ချစ်တာဝတ်တော့ချစ်တာလေငါမင်းကိုတောင်းပန်ပါတယ်ကဲဝတ်တော့ကိုတော့မင်းလည်းမင်းကိုချစ်တဲ့လူတွေ့ပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ် တီရီဒီဘာမှစိတ်မကောင်းဖြစ်နေပါတယ်ငါ့ကိုမင်းဖြစ်ခဲ့ဘူးဆိုရင်တော့အငင်းနာမှအမြဲတမ်းထောင်ရရှိနေမှာ